ဟင်းစားကျင်တာဖြစ်တဲ့မြောက်ပိုင်းသားမာလာဟင်းနဲ့အဲ့ဒါကိုမှားစားမှာပေါ့မှားထားတာပေါ့နော်အခုမှချက်စားကြမှာပါအဲ့မှာခုနကပါတဲ့အသားတူမှုကြောက်ပါလေပဲလိတ်ကြောက်ဒါကတော့အိမ်မှာရှိတဲ့ကစုံရက်နဲ့ပန်းစိမ်းချက်မှာဖြစ်ပါတယ်ဒါကတော့ခေါက်ဆွဲဖက်တွေပါဒီမှာရေဆူဆူတဲ့ကိုခုနကရေစိမ်းထားတဲ့ခေါက်ဆွဲဖက်တွေကိုထည့်ပြီးတော့ပြုတ်ပါနေရေဆူလာပြီဆိုရင်တနားရီလောက်ရေစိမ်းထားတဲ့ပေါင်ပစ္စည်းတွေကဒီအထုပ်တွေအဖက်တွေကိုထည့်ပြီးတော့ပြုတ်ပါမယ်ပြုတ်ပြီးတော့အရင်ဆုံးဆက်ချက်ပါမယ်ဒါကတော့အနှစ်ထည့်လိုက်ပါမယ်မာလာနှစ်အထုပ်ဆိုတဲ့အတွက်လုံးဝတာလက်ကူတယ်ပေါ့နော်ဘာမှအားစိုက်စရာမလိုမူပေးပြီးတဲ့အခါမှာခုနကပြုတ်ထားတဲ့ရေစီးပြီးသားဖတ်တွေကိုထည့်လိုက်ပါမယ်ထည့်မှုလိုက်ပါမယ်ပြီးရင်ရေလေးနည်းနည်းထည့်လိုက်ပါမယ်ပြီးရင်ငပြားရည်နည်းနည်းအချွတ်မှုနည်းနည်းထည့်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ပစုံရက်တို့ပန်းစိမ်းတို့ထပ်ထဲမှာဆိုတော့အရသာနည်းနည်းပေါ့သွားအောင်ပါပေါ့နော်အကြောင်းမို့လို့ပါကန်းကော်ပြီးစိတ်ပြီးလို့ရှိရင်အသားတို့ထည့်မယ်ကန်းကော်ပြီးစိတ်ရလဲနူးလွယ်တယ်ပေါ့နော်ပြီးရင်ကစုံရက်ထည့်ပါမယ်ပဇွန်တို့ငုံတို့အဲ့လိုလေးတွေထည့်နေကောင်းတယ်ပေါ့နော်မရှိတော့မထည့်လိုက်ပါဘူးနောက်ဆုံးမှာလည်းမြေပဲအဲ့ပါပေါ့နော်မြေပဲလှော်ထားတဲ့မြေပဲလှော်ထောင်းလေးထည့်လိုက်ပါမယ်မြေပဲနဲ့နှမ်းနဲ့လှော်ထောင်းလေးဒါကတော့ပြီးသွားတဲ့အနေထားပါအရင်စားလို့ကောင်းပါတယ်မာလာဟင်းဖြစ်ပါတယ်